တဇွန်ဆန်ဂျွန်ပြောင်းခံတော်လဲစွန်းဆန်ကမညီတဇွန်ဆန်ဂျွန်ပြောင်းခံတော်လဲစွန်းဆန်ကမညီဒီလားရှင်တွေဟာတဲ့ဆန်လေးတဇွန်ရဖို့အတွက်ခါတဲ့စွန်းခံလိုက်ရတာတဲ့ရပြန်တော့လဲအဲ့ဒီစွန်းတွေကစွန်းဆန်စိမ့်တွေကမညီမညာတချို့ကစကွဲတချို့ကတော့ဆက်လက်ကျိုးတချို့ကတော့မကြမ်းတော့တချို့ကတော့ပေါ်စံမွေးနော်ဘုံကံမာနေသည်ကြောင့်ဘုံကံမာနေသည်ကြောင့်မဲတီးတို့ဗျာကတိစွန့်လျှောက်ရသည်အမေသူတို့ကအိမ်ရေရမရဘူးဟဲ့ဘယ်နာမှာတော့စွန်းများလောင်းနေဟေးဆိုခတ်တုတ်သွားရတာတဲ့မဲတီးတို့ဗျာကတိစွန့်လျှောက်ရသည်ရောက်ပြန်ပေါ်အိမ်ပေါက်စီအိမ်ရှိလာပြီဒါနဆံမေတ္တာရက်ခံအပ်ပါရဲ့ရှင်လို့ဒါနဆံမေတ္တာခံလဲတချို့ကမလူသည်ဒါနဆံမေတ္တာခံလဲတချို့ကမလူသည်ဘလို့မလူဘလို့ပြောမလဲကရောဇွန်းတော်အတာလောင်းလို့တချို့ကကရောဇွန်းပါဗျာလို့လည်းပြောတယ်ပြီးရင်ဟောဒကမာကြီးဒကာကြီးတွေချင်းနောက်ကနေပြောပြီးကြံခဲ့တယ်ဘလို့ပြောလဲဆိုတော့မေးငေါ်၍ပြောကြမည်ကြည်ပါလေကွယ်တို့ရဲ့စံရောင်းနေမယ်ဒီကဲရဲကြမည်ဒီလာရှင်နေဟိုရှိရောက်လို့ရှိရင်အဲ့ဒါစံရောင်းစားကြတော့မယ်အဲ့ဒါစံနေရောင်းစားကြတော့မယ်ကဲရဲကြမည်မကြာမီဟိုနာမှာစံရောင်းကြမည်တနာစရာမယ်ဒီစွမ်းဘူးသူမရစွမ်းဟင်းကမပါသည်ဒီလာရှင်နေဆိုတော့မနက်စောထားပြီးတော့ယဟန်တန်ဃာတော်တွေလိုဆုံးခံထွက်လို့ရတာလည်းမဟုတ်စွမ်းဘူးဝါမရစွမ်းဟင်းကလည်းမရအဲကကြတော့ဆန်ကလေးရလာတဲ့ဆန်ကလေးကိုရောင်းပြီးတော့သူတို့စွမ်းဟင်းတို့အစရှိတဲ့ပြင်ပေါ့ဗျာလိုအပ်ရတွေကိုစီမံကြရတယ်ဝါဆိုစီသူမရဘူးကွဝါကျွတ်လည်းမပါပြီဝါဆိုတင်ကန်းဆိုလည်းသူတို့မရဘူးတဲ့အချို့ပြောတာပေါ့ဗျာဝါကျွတ်ပြီဆိုလို့ရှိရင်လည်းကထိန်လည်းပဲမရပြန်ဘူးတဲ့နော်ကထိန်လည်းမရှိဘူးတဲ့ဝါကျွတ်တင်ကန်းလည်းမရှိဝါဆိုတင်ကန်းလည်းမရှိဘူးပရိယစာဆိုဒီမောင်မစင်းတွေနဲ့ရင်မောင်တန်းရင်ဖြေသည်ကြိုးစားကြသည်ဟာစာမုတ်ဘဲဆိုလို့ရှိရင်တော့သီလရှင်တွေကထိတ်ဆုံးမှာပါတယ်နော်သီလရှင်တွေထိတ်ဆုံးမှာပါတယ်တခါလေတို့ရဟန်းတော်များနဲ့တခါလေရင်မောင်တန်းပြီးတော့စာဆိုရင်တော့ကြိုးစားပြီးတော့ဖြေကြတယ်တဲ့ကြိုးစားပြီးတော့ဖြေကြတယ်မဲတီကိုဒီတခါတွေ့ရင်ဖြင့်ကရောစွန်းတော့ရှောင်မိအဲကြောင့်သီလရှင်လေးတွေတွေ့လို့ရှိရင်ကရောစွန်းဆိုတာလေးကိုရှောင်ပြီးတော့တတ်နိုင်သလောက်ကြိုးစားပြီးတော့ထောက်ပံ့မောတဲ့ပြုံးရွှင်မျက်နှာထားနဲ့တခွက်တဖလားတော့လောင်းမီစွမ်းဆန်စိမ့်ညီလောင်းထလက်စမ်းပါဗျာတစုံလုံးမယ်တခွက်ထိတ်လိုက်ပြောကြအောင်မယ်ဒါဆိုအရှင်ဘုရားတပည့်တော်အိမ်ကိုသီလရှင်တွေက9ခေါက်6ခေါက်လောက်လာတာနော်ပြောကြလေအောင်မယ်အဲ့တော့ကိုလောင်းနိုင်သလောက်လောင်းမော်ဗျာအကြောင်းကြီးရင်ပင်ဖိန်လို့ပန်းရောင်ဆုံးလှူတင်ငန်းကိုတရာညီတူရွှင်လန်းလို့လှူဒန်းကြလေပန်းရောင်ဆုံးလှူတင်ငန်းကိုတရာညီတူရွှင်လန်းလို့လှူဒန်းစို့လေတို့ရန်တော်များတော့ဗျာဝါဆိုလို့ရှိရင်တင်ငန်းတွေကပုံလို့ကထိန်ဆိုလဲတင်ငန်းတွေကပုံလို့ကထိန်နေတင်ငန်းတွေအများကြီးပဲဒါပေမဲ့သီလရှင်တွေမှာတို့ရဲ့တင်ငန်းတွေပုံနေတယ်ဆိုတာခက်ရှားရလေဒါကြောင့်သီလရှင်တွေတွေ့လို့ရှိရင်စွန့်နိုင်လို့ရှိရင်လူကြပါထောက်ပံ့ကြပါဆိုပြီးတော့ဒါလေးကိုကြပြားလေးရေးထားတာဖြစ်တယ်တဲ့နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ